စူကင်းလမ်းပေါ်ကရွှေအိမ်ဆန်အာဟုမျိုးသမီးတွေကိုရွှေတူးဖော်ရေးလုပ်ကွက်ကတရုတ်မျိုးသားတွေနဲ့ပေါင်းတင်နေထိုင်ဖို့အခကြေးငွေယူပြီးချိတ်ဆက်ပေးတဲ့အောင်သွယ်ပွဲစားတွေလည်းရှိလာကြပါတယ်။ဒီလိုအောင်သွယ်ပွဲစားလုပ်ဟာပွဲဖြစ်ပါကပွဲခအနေနဲ့ထိုင်းဘတ်ငွေ9000ကနေ1000ကျပ်မြန်မာကျပ်ငွေ9သိန်းကနေ14သိန်းဝန်းကျင်လောက်ရနေကြပါတယ်။အဲ့ဒီလိုပွဲစားကရရှိတဲ့ကြေးတွေမြင့်မားနေတာကြောင့်အတော်ရင်းကဒူမောက်ကိုတရုတ်ပျော်များအဖြစ်လောက်ကင်ဖို့သွေးဆောင်စည်းရုံးတာတွေရှိသလိုမိဘရင်းတွေကလည်းကိုသမီးပြိုတွေကိုဒီအလုပ်တွေလောက်ကင်ဖို့တိုက်တွန်းချိတ်ဆက်လာတာတွေရှိလာပါတယ်တရုတ်မျိုးသားတယောက်ကမိမလို့ချင်တယ်လို့ပြောလို့လာဆိုင်ရင်ဥပမာပွဲစားကချက်မကိုလာပြောတယ်ကျမနဲ့တွေ့ချင်တယ်ပေါ့ကျမကအလုံးမရှိဘူးတရုတ်မရလို့မလားပေါ့အဲ့ဒီလိုတွေ့ပြီးရင်တရားမှာ69တွေကကြိုက်ပြီးယူသွားတဲ့သူတွေပဲဘယ်လိုများကြိုက်ကြလဲမသိဘူးပွဲစားကနေပေးတွေ့ရင်တဒရက်လေလောက်ပဲပွဲဖြစ်တာတော်တော်များများကပွဲဖြစ်တယ်တရုတ်ပျော်များအဖြစ်လောက်ကင်ကြတဲ့အမျိုးသမီးတွေထဲမှာတော့အိမ်ထောင်မပြုတ်ရသေးတဲ့အမျိုးသမီးတွေအပြင်အိမ်ထောင်တဲ့အမျိုးသမီးတွေလည်းပါဝင်လာကြပါတယ်။တရုတ်တွေကအသက်ပိုင်းအခြားကိုမရွေးတာမိမဖြစ်ရင်ပြီးဆိုပြီးနားဝင်ရွာသူတဦးကမှတ်ချက်ပြုထားပါတယ်။